အားလုံးပဲမင်္ဂလာပါကျွန်တော်အရင်တစ်ပတ်က sharing လုပ်ပေးထားတဲ့ဒီ logic gate ပေါ့ logic gate ပုံမှန်တော့ဒီ logic gate ကကျွန်တော်တို့ electronic circuit ရဲ့ gate ဒါပေမဲ့ electrical သမားတွေအသုံးပြုတဲ့အခါမှာလေကျွန်တော်တို့က logic စဉ်းစားရင်ဒီ truth တွေပဲအတိုင်းလိုချင်တဲ့အဖြေရအောင် wiring ဘယ်လိုလုပ်တုံးဆိုတာသိအောင်လို့ဆိုပြီးတော့ဒီ letter diagram ကိုအသုံးများတဲ့ logic gate တွေအကြောင်းကိုကျွန်တော်ပြခဲ့တယ်လူစိတ်ဝင်စားတယ်ဆိုတာသိတော့လေဒီ letter diagram ကအပြင်မှာ wiring ဘယ်လိုလုပ်တုံးဆိုတာလေးကိုပြောပြပေးခြင်းလို့တကယ်တော့ဒီစာမျက်နှာကကျွန်တော်ဒီ working with PLC ဆိုတဲ့စာအုပ်ထဲမှာလည်းပါတယ်နောက်ဒီ electrical control system ဆိုတဲ့စာအုပ်ထဲမှာလည်းပါတယ်ဒီ electrical control system ထဲမှာဆိုရင် electrical wiring equivalent circuit ကိုလေ့ကျင့်မှုပုံစံမှာကျွန်တော်ဆွဲပြတာဥပမာကျွန်တော် engage ကြောင်းပြောရဲဆိုပါတော့ဒါက truth တွေပဲဒါက letter diagram အဲ့ဒီ letter diagram ကို electrical သမားတွေကဆွဲလို့ရှိရင်ကြတော့ဒီလိုဆွဲကြတယ်ဒါမှသူတို့က letter diagram ကိုသူက wiring diagram ပုံစံဆွဲဖြစ်တဲ့အတွက် installation လုပ်တဲ့သူ fault finding လုပ်တဲ့သူအတွက်လွယ်ကူတယ်အဲ့လေးကိုကျွန်တော်ပြချင်တယ်ဘာပြချင်တာလဲဆိုတော့ဟောဒီ letter diagram wiring ပြောင်းထားတဲ့ပုံစံအပြင်မှာ wire ဘယ်လိုတွေ့လဲဆိုတာကိုအရှိခံသမားသိအောင်လို့ပြောပြချင်တယ်ဒီပုံကိုဆွဲလိုက်ရင်ဒီပုံဖြစ်သွားမယ်ဒီပုံဖြစ်သွားမယ်အဲ့တော့ဒီပုံတိုင်းဆိုရင်ကျွန်တော်တို့ကအမြဲတမ်းဒါကိုလှုပ်လို့ခေါ်ဒီကောင်ကိုလှုပ်လို့ခေါ်ဒါလှုပ်အဲ့ဒီလှုပ်ရဲ့တစ်ဖက်စကိုနှွှဲဆွဲပေးထားတယ်ဒီနေရာမှာတော့ line neutral ရတယ်24 plus နဲ့24 minus ဆိုလည်းရတယ်12 volt 0 volt ဒါလည်းရတယ်အဓိကက potential difference တစ်ခုရှိနေဖို့ပဲလိုအပ်တာအခုအဲ့ဒါကိုကျွန်တော်က line နဲ့ neutral နဲ့ဆန့်ပြမယ်အဲ့ဒီလို line နဲ့ neutral နဲ့ဆန့်ပြဖို့အတွက်အခုဒီမှာ limit switch လေးတွေ့limit switch ကိုလည်းကျွန်တော်ဒီမှာသင်္ကေတဆွဲပြကြတဲ့က limit switch မသိအောင်ဆွဲထားတယ်ပုံမှန်ကျွန်တော်တို့က normally open contact ဆိုရင်ဒါလေးပဲဆွဲအဲ့ဒါကိုကျွန်တော် limit switch မသိအောင်လို့ဒီမှာဒါလေးထပ်ထည့်တာတတိယကြည့် normally open ဆိုကျွန်တော်ဘယ်ဘက်အကတ်ဆွဲ normally close တာဆိုရင်ဒီလိုညာဘက်အကတ်ဆွဲအတိတ်ပဲဒီဘက်က energize ဖြစ်လိုက်ရင်ဒီဘက်က energize ဖြစ်လိုက်ရင်ဆိုတဲ့အတိတ်ပဲကိုဖော်ပြထားတာအဲ့တော့ကျွန်တော် wiring လေးပြအခုဒီမှာ line ဝင်လာကြတဲ့ကဟောဒီ MCB ကိုခံပြီးမှလောက်ကို connection လုပ်တာဒီ MCB ခံရမယ်မခံလို့မရဘူးဒီ MCB ခံရတာကျွန်တော်မှာဒီကရွေချက်နှစ်ခုရှိပထမတစ်ခုရွေချက်က automatic disconnection အတွက်အတိတ်ပဲဟောဒီ circuit line မှာ fault current ဖြစ်ခဲ့လို့ရှိရင် circuit ကိုထိခိုက်ပျက်စီးမှုမရှိအောင် automatic disconnection လုပ်နောက်တစ်ခုလိုအပ်ခဲ့ရင် isolation လုပ်အဲ့ဒီရွေးချက်နှစ်ခုတည်းဒီ MCB ကပါကိုပါမယ်ဒီနေရာမှာထားတဲ့ MCB ကိုကျွန်တော်ဒီမှာသုံးပေးထားတယ်ဒါ MCB အဲ့ဒီ MCB ကဝင်လာတဲ့ line ဟောဒီ line အဲ့ဒီ line ကဘယ်ကိုသွားလဲဆိုတော့ကျွန်တော်အခုဒီမှာဆိုရင်ဒီကိုလာထားဒီကောင်ဒီဘာလဲဆိုတော့ဒီကောင်ဒီ all the way here ကဒီ limit switch ရဲ့ common point ဝင်တာပြောရမယ်ဆိုရင်ဒါပေါ့ပြီးသူ့ရဲ့ normally open contact ကနေဘယ်ကိုသွားထားတော့ဆိုတော့သူ့ရဲ့ normally open contact ကနေတော့နောက်ထပ် limit switch ရဲ့ common point ကိုကျွန်တော်ယူထားတယ်
အဲ့လေးကဘာမှလဲဆိုတော့ဒီကနေပြီးတော့မှဒီဘက်လေးကိုယူထားပြီးရင်သူဒီဘယ်ကိုသွားမှလဲဆိုတော့သူ့ရဲ့ NO သွားမှာ NO သွားပြီးတော့မှသူ့ဆီကနေဘာထွက်လာမှလဲဆိုတော့လုတ်စီကိုသွားတာသူ NO ကိုသွားထားတဲ့ point ကဒီ point ဒီနေရာလေးအဲ့ဒါပြီးဒီကောင်ဘယ်ကိုတန်းသွားပြီလဲဆိုတော့လုတ်စီကိုတန်းသွားတယ်လုတ်စီကိုတန်းသွားတယ်ဒါအခြေခံရှိပြီးသားလူတွေကြည့်ကြမလို့ဒီဗီဒီယိုကလုံးဝ basic တမှာ logic gate indicator ကိုနားလဲတယ် truth table ကိုနားလဲတယ်အဲ့ဒီ truth table ကနေပြီးတော့ warrant ဘယ်လိုပြောင်းလဲသွားလာလဲဆိုတော့သိချင်တဲ့လူတွေကျွန်တော်ပြဒါပြီးလို့ရှိရင်ကျွန်တော်တို့ကအခုဒီမှာ truth table လာဒါက ls1 ကိုကိုစားပြုတာဒါက ls2 ကိုကိုစားပြုတာဖြစ်ပြီးတော့ဒါက bat ကိုကိုစားပြုရအခုဒီမှာကျွန်တော် ls1 နဲ့ ls2 ကို0 လောက်လိုက်ရင်ဟာဒီ bat က0ပဲဒီနေတာဒီ limit switch ကိုလည်းကျွန်တော်အခုဒီမှာ energize မလုပ်ထားဘူး0ပဲဟာဒီ limit switch 2ကလည်း energize မလုပ်ထားဘူး0ပဲအဲ့ဒီအတွက်ကျွန်တော်ရဲ့ bat က opposite 0အကယ်၍0 1ဆိုလဲဒါဆိုရင်ကျွန်တော်ဒီမှာ0ဒီကောင်1ဒါဆိုလဲကျွန်တော် bat က0ပဲနောက်တစ်ခု10ဒီကောင်ကိုကျွန်တော်1ဒီကောင်ကို0ဆိုလဲ bat က0ပဲဘယ်ချိန်ကျမှမီလုံးကလင်းပါလဲဆိုတော့ limit switch 1ကလည်း1 limit switch 2ကလည်း1 limit switch 1ကလည်း1 limit switch 2ကလည်း1အဲ့ဒီကြမှာဒီမီလုံးကလင်းဒါကိုကျွန်တော်တို့က and logic ဟောဒီ limit switch 1နဲ့ limit switch 2နှစ်ခုစလုံးက conjunction လို့ခေါ်တဲ့ပူပေါင်းဆောင်ရွက်မှရမယ်ဆိုတဲ့အတိတ်အဲ့ဒီတော့မှဟောဒီ output back လေးမှာ1ဆိုတဲ့ output လေးထွက် limit switch 1ကလည်း1 limit switch 2ကလည်း1ဒီတော့မှသာလေ output က1ဆိုတဲ့ output လေးထွက်ဒါကိုကျွန်တော်တို့ကစောစောတုန်းကဒီပုံမှာပြတဲ့အတိုင်းပုံမှာပြထားတဲ့အတိုင်း logic gate ကိုလည်းနားလဲတယ် truth table ကိုလည်းနားလဲတယ်သူတို့နှစ်ခုကနေ warrant ဘယ်လိုပြောင်းသွားရလဲဆိုတာကိုသိဖို့အတွက်ကျွန်တော်ပြပေးဟုတ်ပြီနော်ဒါက ဟောဒီ truth table ဟောဒီ logic gate ရဲ့ equivalent circuit ladder circuit လို့ခေါ်တယ်အဲ့ဒီကောင်ကို ladder ကိုကျွန်တော် warrant ပုံစံနဲ့ရေးလိုက်ရင်ဒီပုံစံနဲ့ရတယ်အဲ့ဒီရလာတဲ့ကောင်ကိုကျွန်တော်က warrant လေးပြန်စင်ပြတာပါဒါလို့ဆိုရင် truth table ကနေပြီးတော့မှ warrant စင်လိုက်ပြီးတော့ output ဘယ်လိုရယူလဲဆိုတော့သိတကယ် and logic ရဲ့တကယ်ရွယ်ချက်ကတော့ကျွန်တော်မှာ input နှစ်ခုရှိမယ်ဒါမှမဟုတ်နှစ်ခုတက်ပို့ပြီးရှိမယ်အဲ့ဒီ input တွေအကုန်လုံး1 ဖြစ်မှ output ထွက်ရှင်တယ်လို့ကိုယ်လုပ်ငန်းလိုအပ်ချက်ကသိခဲ့လို့ရှိရင်သူ့ရဲ့ truth table ကိုတိဆောက်ရင်ဒီလိုအဲ့ဒီ truth table ကို warrant စင်ဒီလိုဆိုတော့နားလည်ဖို့အတွက်လေ့ကျင့်တာပဲဒါလုံးဝ basic အခြေခံရှိပြီးသားလူတွေဒီဗီဒီယိုကြည့်ကြမလို့ကြော်သွားလို့ရတယ်လုံးဝ basic ဘယ်လောက်ဆိုရင် logic gate truth table ကနေ warrant ဘယ်လိုလုပ်လဲဆိုတော့နားလည်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်